တေဂာနီနောက်ဆုံးစိတ်မှာလေသူ့ဝေဒနာမကြောနိုင်လို့ရှိရင်မိသားစုပဲမရလို့မှနေလို့ဟဲအပြူစုရမကောင်းလားလို့ငါကြမှာမသိမယ်နဲ့ပါသေးလားဘီလေရံကိုလိုက်ဦးမှာသုံးလို့ပြအဲ့ဒီမှာအတွေးအတွေးဘာဖြစ်တော့အတွေးတွေဆွဲနေလို့ပါဗျာအဲ့ဒါဒီဘာနေမှာဒီအဲ့ဒီကနေ့နောက်ဆုံးဟိုစီကြောမှာကငါတရားတော့မဲအတွေးမဝင်အောင်တရားတော့မဲဆိုကြောင်းမဲလူကြီးတဲ့ငါမိသားစုနဲ့ခွဲရတော့မဲအဲ့ဒါလည်းမဝင်အောင်ဘယ်သူမှခွဲခြင်းဘူးဒီတော့ငါငိုပြီးတော့ဝေးတော့ငါငိုပြီးမွေးခဲ့တာဒီတော့ဝိုင်းငိုလှလိုက်မှာဘယ်နဲ့တော့ငိုခံရင်လားဟုတ်ပါလုပလာတဲ့ဝိုင်းငိုလှလိုက်မှာအဲ့တော့ကိုကလည်းဒီကလည်းဖုတ်လိုက်နဲ့ဝေဒနာကလည်းပြင်းထန်နေပြီဟိုကလည်းဘေးနာကလည်းတရှုပ်နဲ့ဒီကြားတဲ့ဟိုတော့အဝေးများကလေးများကြံနေရင်သွားနေမေမသေးခင်လေးမြင်ရအောင်ဆိုတာပါအောင်မှာအဲ့တော့အဲ့ဒီကိုချေဆုံးသားလေးကိုချေဆုံးသမီးလေးကကိုနာလာထိုင်ငုတ်တုတ်ကလေးနဲ့မျက်တောင်လေးပုတ်ခတ်နဲ့အဲ့ဒီချိန်များပဲလို့ဆွဲပြီးလာမပေါ်ဟဲ့သူ့မေဟုတ်စားနေအဲ့တော့အဲ့ဓာဒီဝင်ခွင့်မရအောင်တို့ကလောက်ရမှာအဲ့တော့ဒီကနေ့ရဲ့နောက်ဆုံးစိတ်တတိနဲ့တွဲလွတ်နိုင်မှုအရေးကြီးသည်အဲ့တော့ဒီကနေ့ရဲ့နောက်ဆုံးစိတ်ကိုတတိနဲ့တွဲလွတ်ဖို့ဆိုတာခုရတဲ့အစွဲတဲ့အမှတ်ကသာမရမှာပေါ့အခုရှိနေတဲ့အစွဲတွေကဘလောက်တုံးမကြီးရဲ့နေ့အမှတ်ကဘလောက်တုံးတိုင်းဒီကနေ့ဘယ်သူနိုင်မဲ့ထင်တုံးဟုတ်လားတာတဲ့ခဲတာတာတော့မှာတာတဲ့ခဲတာတာတော့တာတဲ့ဖက်ကတာသွားမှာတယ်အဲ့ဒါဆိုခုနပိုင်းနဲ့တကားဘဝကမော့ကြည့်နေရမယ်ဘာမှစားစရာမရှိလို့ရှိရင်လူတကာထွေးထားကြတဲ့နှာချီလေးစားပြီးပြားမှာပိတ်တာဖြစ်ပါဗျာလုပလာတကာကြီးရဲ့ပြောကြိုးစားမှာမဘယ်ကမှဘယ်သူမှမကြွေးတာကိုအိမ်ကိုမိသားစုဆိုပြီးတော့သူတို့များကြွေးမလားတော့ဘယ်ကြွေးလိမ့်မတော့ဟိုသမီးအိုးဟင်းအိုးလေးရေဖေးပြီးတော့ပက်ထားတော့လမ်းဘေးမပက်နဲ့ဟိုလာဘေးပဲတော့ဒီကသွားပြီးတော့ကောက်မှာဟုတ်အဲ့ဒီတီတွေ့မှာတဲ့ဗျာအဲ့တော့တို့ကသေဂာနိနောက်ဆုံးစိတ်တတိနဲ့တွဲလွတ်နိုင်ရင်ကိုယ်လုံစားကိုစားရမယ်သေဂာနိဒီတိုင်းကြီးပေါ့လို့ပဲသားပြည့်ရင်အဆွဲရကိုလိုက်ရမယ်အဲ့တော့ကိုယ်လုံစားကိုစားခြင်းသလားအဆွဲရလိုက်ခြင်းသလားကိုလုံစားကိုစားပါရစေဗျာဟိုကိုလုံးနေကြအတိုင်းပြောတယ်တို့ပြောတဲ့ဟိုတို့ဘာတော့ကောင်းတာကြီးတဲ့ရွေးမပြောနဲ့လေဟုတ်ပါမယ်ကိုလုံစားကိုစားနိုင်အောင်စုပါမယ်ဗျာဟုတ်ပါမလားကဲကိုလုံးတဲ့အတိုင်းပြောလေကိုလုံးတဲ့အတိုင်းပြောလေဘယ်တဲ့တို့တကကြီးဘယ်တဲ့တို့ကိုလုံစားကိုစားနေလားဟိုတို့များရလိုက်ချင်သလားကိုလုံစားအဲ့တော့တို့ကအမှတ်ကလေးနဲ့ကိုယ်စိတ်ကလေးကိုတိမ်ပေါက်ဒီဝါကိုပို့လိုက်လို့ရှိရင်ကိုပြုတဲ့ဒါနရှိတဲ့ဘုံကိုပြုစုထားတဲ့သီလရှိတဲ့ဘုံအဲ့ဒီပဲရောက်ပါလေပြပါဗျာအဲ့ဒီမှာတို့ဘာတော့စာခွဲရွှေကြီးရသီလအားသိအားကောင်းနေတယ်ဒါနကတော့လုံးလေးလုံးတာပုံမှန်ပဲအဲ့ဒါဆိုနတ်ဖြစ်တဲ့ဒါနအသိတန်နေတယ်သီလကတော့မယူဖလားပဲအဲ့ဒါဆိုလူပဲပြန်ဖြစ်မှာတဲ့အဲ့တော့လူပြန်ဖြစ်လာရင်ဟွေးဟေးနောက်ပေါက်တရားခုလို့မဟုတ်ဘူးနော်နော်ဘယ်လိုဝေနောက်ပေါက်တရားခုတဲ့ကြမှာနော်ဟင်
အဲ့ဒါအတင်းနဲ့ပြန်ပေါင်းရင်သလားဟာလုပလာနေအေးနောက်ဒီတဲ့ဒီကြားတော်မှာပဲရှိတာဟဲ့ဒီတဲ့ဒီနှုတ်မှာမရှိဘူးအေး တဲ့ပါဗျာ အောင်သောဥရုကအပူအစားတော့ဒီကလည်းအပူသွေးထိုးပြီဟဲ့ တဲ့ပါဗျာ အဲ့တော့ကံပူစိတ်ပူတွေနဲ့နောက်လာမဲ့လူတွေကတို့တဲ့ဆိုးမှာ တဲ့ပါဗျာ အဲ့ဒါဒီနဲ့ပေါင်းမှာ တဲ့ပါဗျာ အေးဒါနရှိတဲ့ဘုံတီလာရှိတဲ့ဘုံအဲ့ဒီမှာတီလာအားကောင်းလို့တီလာကလည်းဟိုဥပုံဆောင်သွားပြီးတော့10ပါး9ပါး10ပါးမဟုတ်ဘူးအရေးကြီးတာကိုချင်းတီလာအရေးကြီးဆုံး5ပါးလားဟဲ့ အာမန်ဒီတော့ပါဗျာ ဟင်အဲ့ဒါကိုချင်းကိုအတွက်ကျင့်လို့ကိုချင်းလူဖြစ်ရင်ဘာသာရှိဘာသာမဲ့လူသားတိုင်းကျင့်ရမယ်ကျင့်မှုကိုချင်းလို့ခေါ်တာဘာတိလာဟုတ်လေ တဲ့ပါဗျာ ဟင်အဲ့ခွေးဖြစ်မှတော့ကြောင်ဖြစ်မှတော့တို့လူကျင့်နိုင်တော့မလား တဲ့ပါဗျာ အဲ့တော့လူဖြစ်တုံးနေကျင့်ရတဲ့အတွက်လူချင်း တဲ့ပါ ဟုတ်နော် တဲ့ပါဗျာ ငါဘာကလေအဲ့ဒီအတွက်ကျင့်ရတာကိုယ့်အတွက်ကျင့်ရတာဗျလူဖြစ်ဖို့ကျင့်ရတာဗျ တဲ့ပါ ဒါမို့အဲ့ဒါငါးပါးသီလကကိုချင်းသီလခေါ်တယ်ဟင်အဲ့ဒါကိုအမြဲလေးယူထားသူ့ကိုဘသူကတောင်းဝန်ယူမလဲကိုချင်းစာစိတ်ကကိုချင်းစာစိတ်ရှိရင်တပ်ဖြစ်အောင်မလား တဲ့ပါဗျာ ခိုးဖြစ်အောင်မလား ကိုပါဗျာ ဟုတ်ကလားလိန်ဖြစ်အောင်မလား တဲ့ပါဗျာ ဟုတ်ကလားဟဲ့ မှန်ပါဗျာ ဟင်အဲ့တော့အရေးကြီးတာကိုချင်းစာစိတ်ပဲကွယ် တဲ့ပါဗျာ ကိုချင်းစာစိတ်ရှိရင်တန်းတူထားတဲ့စိတ်ကအလိုလိုလာမှာ တဲ့ပါ ဟင်တန်းတူထားတာကိုမေတ္တာခေါ်တယ် တဲ့ပါဗျာ ကိုချင်းစာတာကိုကရုဏာခေါ်တယ် တဲ့ပါဗျာ အဲ့ဒီကိုချင်းစာစိတ်အားကောင်းရင်တန်းတူထားတဲ့စိတ်ကသူ့ကိုကပြောမကြရင်ငါများဒီလူပြောခဲ့ရင်ငါမခံရင်တလူသူလည်းခံရင်ရှာမှာမဟုတ်ဘူးအဲ့တော့ငါမပြောတော့ပါဘူးလေဆိုကိုပြောချင်တာလေးကိုမျိုးသိထားလိုက်တာ တဲ့ပါဗျာ ကိုချင်းစာစိတ် ဟင် စိတ်ကများလည်းအကျင့်ဖြစ်သွားတယ်ဗျာ ပါတယ်ဗျာ မြို့တိတ်တာများ လည်း တယ် အကျဉ်းဖြစ်သွားတယ် ဘာအိုး မြို့သိပ်ပါဗျာရဲ့ မျိုးသိတာများတော့အချင်းဖြစ်တော့ဟောဝါလာအမြုံကြီးပြောတာလားဘာပြောဘာပြောတာတော့နေ တိခါတာပေါ့ဗျာ ဟုတ်မှာ လည်းတိခါမှာတာပေါ့မတုံ့ပြန်ပေါ့ဗျာအပြုံးနဲ့ပဲတုံ့ပြန်တာပေါ့ဗျာ ဟုတ်ပြီလေခံမန်းသီတော့ဟိုကထားလုံးပါပဲနောက်လေ မလုံးလေဗျာ ဒီမိမကြီးခန္ဓာခဒီမိမကြီးခန္ဓာတခဟေးတွေ့တဲ့လူတိုင်းကတော့လုတ်တော့ဘယ်နှလုံးမလို့ တိခါရတာပေါ့ဗျာ ဟုတ်မှာတိခါတာကြာအကျင့်ဖြစ်တော့ အေးဘာလို့ကခမညာကြဘူးသလားအိမ်မှာရေးထားတာဒီခံသည်ဆိုဒီလာတော့တ အလူ ကား ခံ ဟုတ် ချင်းတီခံပါ ဟင် ရေးတာအလူခံချင်းတီခံပါ ဟုတ်ဘူးအလူခါညမပါဘူးတီးခံသည် ဟောဒီခါဒီ အဲ့တော့ဟိုကလာဆဲဒီကလာဆဲဟိုကလာပြောနေအဲ့မတတ်နိုင်တော့နောက်တော့ခံသင်းမှခံပြီ ခါသေးပါခါဒီ အဘယ်တော့ခဗျာဘယ်ဆိုင်ဘုတ်ထားကြီးတော့ ဆိုင်ဖို့တော့မတတ်ထားပါဘူးစိတ်ပါပဲဆိုင်ဖို့ထား ဟုတ်ပါအဲ့လာလေးပဲခဗျာဟိုကခဗျာခမန်းဒီတော့ဟိုကလာဒီကလာမှာအေး တိကတော့မတုံလို့ပေါ့ဗျာ အော်မအေးအဲ့တော့ကိုချင်းသာစိတ်ပြီးတော့ဓာန်တူထားစိတ်ညာမာလို့ပါဠိလိုတော့ကရုဏာစိတ်နဲ့မေတ္တာစိတ်အဲ့ဒါတို့လူဖြစ်တုံးလေးပဲဟဲ့ တဲ့ပါ ကြောင်ဖြစ်မှာတော့သူ့ရှိကြွက်ကြီးတာတော့ဘယ်လိုတော့ဟုတ်ပါဘူးတဲ့ပါဗျာ လူဖြစ်တုံးလေးအဲ့ဒါ တဲ့ပါ လူဖြစ်တုံးလေးဒါတို့ကျင့်နိုင်တာဟဲ့ တဲ့ပါဗျာ အဲ့ဒါတို့ကအမြဲတမ်းကျင့်နေရမှာဟဲ့ဟင်အဲ့လိုကျင့်ဟဲ့ဘာဖြစ်လို့တော့တို့ခန္ဓာကကိုဓာတ်နဲ့တည်ဆောက်တာတော့ဓာတ်ရဲ့အချိန်ကအမြဲတမ်းတက်နေတာဓာတ်ရဲ့အချိန်ကဓာတ်ခိုးကအမြဲတမ်းတက်နေတော့တို့ကဓာတ်စိတ်ကသိုးတာကြီးတဲ့ဟဲ့စာလို့ညင်လို့ခေါ်တယ်ညင်ကသိုးတာသိုးညင်နေကြီးတဲ့များတယ်ဟဲ့
ကိုရင်းစာညင်တို့ဓာန်တူထားတဲ့ညင်တို့နဲတဲ့တို့က